Fashion Week ဆိုတာပါလဲ Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အမကအားလုံးနဲ့လည်းတိတ်မစိမ့်တဲ့အပြင်အားလုံးလည်းသိချင်နေကြမယ်ထင်တယ်ဒီ Fashion Week အကြောင်းနဲ့ပတ်သက်ပြီးတော့ knowledge sharing တွေပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင် Fashion Week ဆိုတာပါလဲ Fashion Week ဆိုတာကဒီတစ်ကမ္ဘာလုံးမှာရှိတဲ့ fashion industry တွေအတွက်အရေးကြီးဆုံး fashion show တစ်ခုဆိုလဲလုံးဝမမှားဘူးပေါ့နော်ဒီ fashion show တွေကိုဘယ်နိုင်ငံတွေမှာပြုလုပ်လေ့ရှိကြလဲဆိုလို့ရှိရင် New York, London, Paris နဲ့ Milan ဆိုပြီးတော့ fashion မြို့တော်ဆိုပြီးတော့နာမည်ကြီးရဲ့ဒီလေးနိုင်ငံမှာအဓိကထားပြီးတော့သူတို့ကလုပ်လေ့ရှိကြတယ်ဒီ fashion show ကိုကျင်းပတဲ့အခါမှာလည်းတစ်နှစ်ကိုအနည်းဆုံး2ကြိမ်ပြုလုပ်လေ့ရှိကြတယ်။ဘယ်ချိန်နေလဲဆိုလို့ရှိရင် February, March နဲ့ September, October လတွေမှာကျင်းပလေ့ရှိကြတယ်။အဓိကအားဖြင့်တော့သူတို့ကဒီ Spring, Summer နဲ့ Fall, Winter season ဆိုပြီးတော့ season နှစ်ခုခွဲပြီးတော့လုပ်လေ့ရှိကြတယ်ပေါ့နော်။ဒီပွဲတွေလုပ်တဲ့အခါမှာလည်းအနည်းဆုံး6ရက်ကနေ10ရက်ကြာမြင့်လေ့ရှိကြတယ်။ Fashion Week ကိုဘယ်သူတွေပါဝင်လေ့ရှိကြရလဲ။ဒီ Fashion Week မှာဆိုလို့ရှိရင်ကမ္ဘာနာမည်ကြီးဒီဇိုင်နာတွေ luxury brand တွေဖြစ်တဲ့Chanel, Dior, Balenciaga, Louis Vuitton စတဲ့ဒီ luxury brand တွေအပြင် fashion houses တွေကလည်းအဓိကပါဝင်တာကိုတွေ့ရတယ်။ဒါအပြင်ဒီပွဲကိုတက်ရောက်ကြတဲ့လူတွေကလည်းတကယ်နာမည်ကြီး model တွေ celebrity တွေ media တွေ stylist တွေအပြင်အဓိကဒီ fashion ကိုယူသွတ်တဲ့ fashion buyers တွေပေါ့နော်ချမ်းသာရဲ့ဝယ်ယူသူတွေကလည်းဒီပွဲကိုတက်ရောက်လေ့ရှိကြတယ်။ Fashion Week တွေကိုဘယ်တော့မှစပြီးတော့ကျင်းပခဲ့ကြရလဲဘယ်လိုရည်ရွယ်ချက်တွေကြောင့်တကယ်တမ်းကျတော့အခက်ခဲကပြင်သစ် fashion တွေကကမ္ဘာတစ်လောင်းမှာနာမည်ကြီးခဲ့ကြတယ်။ဘာဖြစ်လို့လဲဆိုတော့ Paris မြို့ကဒီဇိုင်နာတွေက haute couture high fashion တွေကိုစတင်ပြီးတော့ပြုလုပ်ခဲ့ကြတယ်။ဒီစတင်ပြုလုပ်ခဲ့ကြတဲ့အခါမှာလည်း Fashion Week လို့မခေါ်သေးပဲနဲ့သူတို့က Fashion Paris ဆိုပြီးတော့စတင်ကျင်းပခဲ့ကြတယ်။ဒီလိုနဲ့ Paris မြို့ကနေပြီးတော့စလိုက်တာပြင်သစ် fashion တွေကအရန်ကိုနာမည်ကြီးသွားပြီးတော့ American designer တွေရဲ့အဓိက inspire ဖြစ်ခဲ့တယ်။ဒီတော့ American designer တွေကပြင်သစ် fashion တွေကိုလေ့လာဖို့ရအတွက်သူတို့က Paris မြို့ကိုသွားရောက်ကြရတယ်။ဒါပေမဲ့ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါမှာသူတို့က Paris မြို့ကိုသွားရောက်လေ့လာဖို့ကအဆင်မပြေတော့ဘူး။ဒီတော့သူတို့က1943မှာစပြီးတော့ဒီ Press Week ဆိုပြီးတော့ New York မှာစတင်ကျင်းပခဲ့ကြတယ်။သူတို့ရဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုရင်ပြင်သစ် fashion တွေကနေကွဲထွက်ပြီးတော့ဒီ American design တွေကိုလူတွေပိုသိလာအောင်လို့ပေါ့နော်။ဒီဒါအပြင် American designer တွေကိုလည်းလူတွေပိုပြီးတော့စိတ်ဝင်စားလာအောင်လို့ဆိုပြီးတော့ဒီပွဲလေးကိုပြုလုပ်ခဲ့ကြတာဖြစ်တယ်။1943 New York မြို့မှာသူတို့ကဒီ Press Week လို့ခေါ်ရဲပေါ့နော်ဒီ fashion show ကိုစတင်ပြုလုပ်ခဲ့ကြတယ်ဒီ New York Fashion Week ကိုခုနောက်ပိုင်းမှာ CFD ရဲ့ဖွဲ့စည်းရနေပြီးတော့ဦးဆောင်ကျင်းပလျက်ရှိရအောင်တွေ့ရတယ် New York Fashion Week မှာဆိုလို့ရှိရင် season တိုင်း upcoming ဖြစ်လာမဲ့ trend တွေကိုအဓိကထားပြီးတော့ပြသလေးရှိကြတယ် London Fashion Week ကိုတော့ British Fashion Council ကနေပြီးတော့1984မှာစတင်ကျင်းပခဲ့ပြီးတော့ဒီနေ့ဒီချိန်ထိလည်း British Fashion Council ကနေပြီးတော့ပဲဆက်လက်ဦးဆောင်ကျင်းပလျက်ရှိရအောင်တွေ့ရတယ် Milan Fashion Week ကိုတော့ Italian Fashion အဖွဲ့အစည်းကနေပြီးတော့1958မှာစတင်ကျင်းပခဲ့တာဖြစ်ပြီးတော့ဒီ Milan Fashion Week မှာဆိုရင် Dolce & Gabbana, Gucci စတဲ့ Italian Fashion တွေကပါဝင်တာကိုတွေ့ရတယ်Paris Fashion Week ကိုတော့1945မှာစတင်ခဲ့တာဖြစ်ပြီးတော့ Paris Fashion Week ကတော့အခြား Fashion Week တွေနဲ့လုံးဝမတူပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ကအရှိကပြောခဲ့သလိုပဲဒီ Menswear Week ကိုဖယ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင် Haute Couture Show နဲ့ Ready to Wear Show ဆိုပြီးတော့နှစ်မျိုးပြုလုပ်လေ့ရှိအောင်တွေ့ရတယ်။ Paris Fashion Show တွေကို1983ကနေစပြီးတော့ France Fashion Federation FHCN ကနေပြီးတော့ပဲဥဆောင်ကျင်းပလေ့ရှိကြတယ်။ခုနောက်ပိုင်းမှာတော့ဒီ Fashion Week ကိုအဓိက၄နိုင်ငံဖြစ်တဲ့New York, London, Paris နဲ့ Milan ဆိုတဲ့မြို့လေးမြို့မှာအစဉ်လိုက်အတိုင်းပေါ့နော်။များသောအားဖြင့်ကျင်းပတာကိုတွေ့ရတယ်။ဆိုရင်ဒီလို Fashion Week show တွေကိုဘာမှသွားရောက်လေ့လာလို့ရနိုင်လဲ။သူတို့ရဲ့ official website ဖြစ်တဲ့ Fashion Week Online FWO website မှာသွားရောက်လေ့လာလို့ရတယ်နော်။ခုအနေနဲ့ fashion design တွေဆွဲတဲ့အခါမှာ idea တွေ blog ဖြစ်နေလို့ပဲဖြစ်ဖြစ် upcoming trend တွေကိုသိချင်တဲ့အခါမှာပဲဖြစ်ဖြစ်သူတို့ရဲ့ Fashion Week Online FWO website အပြင် YouTube မှာလည်းသွားရောက်လေ့လာလို့ရတယ်နော်။ကဲဒီနေ့အတွက်အမပြပြပေးခဲ့တဲ့ Fashion Week အကြောင်းတွေကိုနားထောင်ပြီးတော့အားလုံးလည်းဘူးတူတက်ရပါမယ်လို့ထင်ပါတယ်နော်။ဒါဆိုရင်အမတို့နောက်ထပ် vlog တွေမှာပြန်တွေ့ကြပါမယ်နော်။ Bye bye